တမီရောက်ခမအိမ်မှာနေရဆိုပေမဲ့လည်းလဲဝဲနေနော်မအားနဲ့ကြားလားသူတို့ဘာခိုင်လုပ်ပေးစရာမလိုဘူးနော်တမီကရိုးသားလေးသူတို့ကတမီကိုလူရမသွင်းလိမ့်မယ်ဟုတ်သမီးသိပါတယ်မေရဲ့သမီးရရောက်မှမှာဆိုဘာမှမလုပ်ဘူးသူတို့သမီးကိုခိုင်းလို့ရှင်တော့မှလေသမီးကမတိချောင်ဆောင်းနေတာဒီလိုဆိုတော့လေအမေတမီကတော်သားပဲစားသမီးစားသမီးကလေဖတ်ထုတ်ဆိုလို့ရှင်ဒီလိုမျိုးအထက်အသားဟောပဲစားရကြိုက်တာဒီပါသမီးစားသမီးတိုက်တဲ့လောက်စားပုံသွားသမီးရောက်မှပြန်ပြီးပြုတ်ခိုင်းလိုက်မယ်တီရေဗာတိရောက်မှဖတ်ထုတ်စားတာဘိုက်မဝသေးဘူးတဲ့ပြန်ပြုတ်ပေးလိုက်ပါအောင်နော်လာပြီမေအမေအဲ့ဒါဘာလုပ်တာလဲအမေတို့ပဲစားကျင်တယ်ဆိုလို့တမန်နှလုံးသမီးပြင်းပြင်းနဲ့ဖတ်ထုတ်လုပ်ပေးထားတာလေအဲ့ဘာလုပ်တာလဲငါဖတ်ထုတ်ဆိုလို့ရှိရင်အထက်အသားကိုပဲကြိုက်တာလေအဲ့လိုဆိုလို့ရှိရင်ဖတ်ထုတ်ပြီးဘာလုပ်ရမှာလဲအသားအိမ်မချက်စားလိုက်ပေါ့ဂျုံတွေလက်ကားဖြစ်တယ်ချက်တာနဲ့ဖတ်ထုတ်ထဲကအသားရရတာနဲ့တူလို့လားအလုံးကတခါတလေလေးလာတာဖတ်ထုတ်လေးပြုတ်ခိုင်းလိုက်တာညီကအယိုးများတယ်ချီခါတယ်လေးနဲ့ထားဖတ်ထုတ်ဒီဖတ်ထုတ်အရွက်တွေညီစားလိုက်ကျမကစားအောင်စားရမှာဘာဖြစ်လို့လဲအစိတ်ခတ်ထားတာမှမဟုတ်တာအဲ့ဆိုလည်းအမေတို့ပဲစားတော့ကျမမစားတော့ဘူးတွေ့ရမလားသမီးကိုလိုလိုက်ထားလို့အဲ့လိုဖြစ်နေတာဟုတ်ပါမေအမေသမီးဟိုဘက်မှာလေအဝတ်လျှော်ရတာအစမပြေဘူးမေရဲ့ဝတ်တရားများတော့လေသမီးလက်နဲ့လျှော်ရတာအရင်ပင်ပန်းနဲ့ဩအဲ့ဒါဆိုလို့ရှိရင်သမီးပြန်ဒီရင်ရအဝတ်လျှော်ဆက်ယူသွားလိုက်ဟုတ်ကဲ့ပါမေဒါကဘာတော့လဲဒီအိမ်မှာနေရမှလူ3ယောက်ပဲရှိရလေဒီရင်ရအဝတ်တကောင်လုံးညီလက်နဲ့လျှော်လိုက်လို့ရတယ်ဘာမှမဖြစ်ဘူးသမီးပြန်ယူသွားလိုက်ဟုတ်မေဟုတ်အိမ်မမနေနဲ့ယူသွားလို့မရဘူးနင်ပါစကားပြောရလေနေနဲ့ငါရဲ့အိမ်ုံလာပြီးတော့ဆရာဆရာတွေယူတာငါလျှော်ပေးလို့ရတယ်ဒါပေမဲ့အခုနင်ကငါရဲ့အိမ်ုံလာပြီးငါရဲ့ပစ္စည်းတွေပါနင်လိုချင်နေတာဒီမှာငါနင်ရဲ့ရောက်မှနင်ရဲ့အမေမဟုတ်ဘူးနင်ရဲ့အလိုလဲငါမလိုက်နိုင်ဘူးစားပြီးလို့ရှိရင်နင်ရောက်ခမအိမ်ကိုပြန်တော့ငါဒီမှာပကံနေသိမ်းရအောင်မယ်နင်ပါစကားပြောရလေအမေချွေးမကိုကြည့်ပြောပါအောင်အဝတ်လျှော်ဆက်လေးတစ်ခုအတွက်နဲ့နေရန်ဖြစ်နေတာတန်လားတန်တယ်နင်ဘလို့ပဲဖြစ်ဖြစ်ငါနင်ရဲ့ရောက်ခမလေးနင်မိပါရင်နင်ကိုစုံမမတုံနေထားဘူးလားအမေတို့ဘာတွေဖြစ်နေကြရလဲအတန်နေပြန်နေအောင်ကုန်ကြရတယ်မင်းရောက်လာနဲ့အတော်ပဲမင်းငါစကားကိုနားမထောင်ခဲ့တာမင်းမိမကငါ့ကိုခံပြောနေတာဒီမှာငါသမီးလေးတစ်ခါတလေလာတာသူစားကျင်တဲ့ဖတ်တုပ်လေးပြုတ်ခိုင်းလိုက်တာသူ့အဲ့ဒါလေးလှုပ်ခိုင်းလိုက်တာပါရဲ့နော်ညူစုလိုက်တာမှလည်းပြောမနေနဲ့ဒါကရောက်မတယောက်ကပြုတ်မှုတင်တယ်ပြုတ်မှုမျိုးလားအမေတော်လာပြီထွန်းနေနော်အမေတို့ဖတ်ထုတ်စားကျင်တယ်ဆိုလို့ကျမတမန်လုံးအပင်မခံပြီးတော့ဖတ်ထုတ်လုပ်ပေးထားရတာအမေတို့ကြတော့အသားကိုစားပြီးကျမတို့ကြတော့ဖတ်ထုတ်ရဲ့အရွက်ကိုပဲကျွေးတာအဲ့ဒါရောဖြစ်တယ်လားပြီးတော့အဝတ်လျှော်စားရအောင်သူကြိုက်လို့ရှိရင်သူယူသွားလို့ရနေအောင်သူဓမြလားပြောဘယ်ဟာကြိုက်ရင်ဘယ်ဟာယူသွားလို့ရနေတာအန်ဒီကျမကလေအန်ဒီကိုအမေလို့ခေါ်နေတာအမေဘာလို့မျက်နှာလိုက်ရတာလဲပြောတော်တော်တရားလွန်နေပြီမေသူပြောတာအမှန်တည်းကြီးပဲလားအမလေးလောကကြီးတိတိနင်ကဒီလိုပုံစံနဲ့နင်ယောက်ျားကိုနင်ကပြန်ပြောနေတာငါနင်ကိုကောင်းတာတွေတင်ပေးနေတာနော်အဲ့ဒါတွေကြတော့မတင်ဘူးစကားရောင်းစကားဝတော့နင်လောက်တတ်တယ်လေးစားမှုကိုမရှိဘူးအမေကလေးစားမှုဆိုတော့ပြောသေးတယ်နော်အခုအလုံးမအောင်အမေအလိုလိုက်ထားတော့အလုံးမအခုဘယ်လိုမှဖြစ်နေတယ်မင်းမသိသေးဘူးလားဒီနေ့မှသူ့ကိုမဆုံးမဘူးဆိုရင်နောက်ဆိုရင်လူမှုဆက်ဆံရေးမှာလူတွေအားလုံးကပြောကြရင်အရင်ရှက်ဖို့ကောင်းတယ်အမေရဲ့ပြီးတော့ဒီရတယ်နော်ဘယ်သူမှမစားဘူးအကုန်ခွေးကျွေးလိုက်တော့ကိုကြီးပြောနေလာခဲ့နော်နောက်ဆိုရင်ဘာကိစ္စပဲရှိရင်ငါ့အိမ်ကိုမလာခဲ့နဲ့နော်ရှင်းလားဖတ်သွားသွားမင်းဘာလုပ်တာလဲမင်းညမလေးကိုဒီကိုမလာခိုင်းအမေလည်းဒီအိမ်မှာမနေနိုင်ဘူးကြားရလေအဲ့လိုဆိုအမေပါသူကတခါလိုက်သွားပြီသွား